မင်္ဂလာပါ Coastland ပရိသတ်များခင်ဗျာလောကကြီးမှာကျွန်တော်တို့မျက်မြင်ကိုယ်တွေမသိနိုင်တဲ့သိပ္ပံနည်းကြရှင်းပြလို့မရတဲ့အမှောင်လောကရဲ့လျှို့ဝှက်ချက်တွေအများကြီးရှိနေပါတယ်တခါတလေမှာကျွန်တော်တို့အမှတ်မထင်ယူဆောင်မိလိုက်တဲ့ပစ္စည်းတစ်ခုခြေချမိလိုက်တဲ့နေရာတစ်ခုဟာကိုယ့်ရဲ့ကံကြမ္မာကိုအပြီးပိုင်ပြောင်းလဲပြနိုင်ပါတယ်ဒီနေ့မှာတော့ Coastland ကနေတင်ဆက်ပေးမှာကမူဆိုးကြီးဥပကံနဲ့ဂမီယပညာရှင်ဥကံကောင်းတို့ရဲ့သူတန်တစပြင်ကတွေးဆုံမှန်တာဆိုတဲ့ဖြစ်ရမှန်ဝတ္ထုရှိကြီးပဲဖြစ်ပါတယ်တောနတ်ထဲကနန်းနန်းအိုတစ်ခုမှာတွေ့ရှိခဲ့တဲ့နဂါရမန်လီရဲ့ကျိန်စာကဥပကံရဲ့အသက်ဝိညာဉ်ကိုဘလို့ချင်းချောက်လာမလဲတေချင်းတကားဝါကနေသူတို့ဘလို့ပြန်လဲရုံထွက်ခဲ့ကြသလဲကဲအချိန်မဆွဲတော့ပဲအမှောင်ထုရဲ့လှုပ်ဝက်ချက်တွေစီကိုဥပကံနဲ့အတူလိုက်ပါနားဆင်ကြည့်လိုက်ကြရအောင်ဗျာဥပကံဟူဒီတော့ကလည်းတော်တော်နဲ့တာပဲတွေးတောက်တောင်တန်းရဲ့အနောက်ဖက်ခြမ်းမှာဒီလောက်ထူထပ်တဲ့တစ်တော်ကြီးရှိနေမယ်လို့မထင်ထားမိဘူးဥပကံသည်သူ့ပခုံးပေါ်ကနှလုံးပြူတနက်ကိုတစ်ချက်ပြင်လွယ်လိုက်ရင်ပတ်ဝန်းကျင်ကိုဝေးကြည့်လိုက်သည်သူရှာနေသည်ကရွာကပျောက်ဆုံးနေသည့်ငကြော်ဆိုသောလူငယ်ဖြစ်သည်ငကြော်သည်တောကောင်နောက်လိုက်ရင်ဤကျိန်စာတင်တော်ထဲသို့ရောက်သွားသည်ဟုရွာသားများကဆိုကြသည်ဥပကံကငကြော်ဟေ့ငကြော်မင်းရှိရင်ထူဆန်းဟေ့ငါဥပကံလာနေပြီသူ့အတန်သည်တောနက်ထဲတွင်ပဲ့တင်ထက်သွားတော့လဲပြန်ထူးတန်မကြရထိုစဉ်ရုတ်တရက်တောအုပ်တစ်ခုလုံးတိတ်ဆိတ်သွားသည်ငှက်တန်တွေပစင်းရင်ကွဲတန်တွေလုံးဝပျောက်ကွယ်သွားပြီးအေးဆက်ဆက်လေးငင်းတစ်ခုကဥပကံရဲ့ကုတ်ပိုးကိုဖျက်တိုက်သွားသည်ဥပကံရှိသို့ဆက်လျှောက်လိုက်ရာတစ်ပင်ကြီးတွေကြားမှာနွယ်ပင်တွေရစ်ပတ်နေသည့်ကြောက်တုံးကြီးတွေကိုတွေးလိုက်ရသည်တေချာကြည့်လိုက်တော့မှကင်းမှာရှေးဟောင်းနန်းနန်းအိုကြီးတစ်ခုဖြစ်နေသည်နန်းနန်းရဲ့အမိုးတွေကပြိုကျနေပြီးကြောက်သားတွေပေါ်မှာမော်စာလုံးတွေဟုထင်ရသောထူးဆန်းသည့်အမတ်သားတွေရှိနေသည်ဥပကံကဒါကဘာနေရာကြီးလဲဒီတောထဲမှာဒီလိုနန်းနန်းမျိုးရှိတာငါတခါမှမကြားဘူးပါလားသူသည်နန်းနန်းအတွင်းထဲသို့ဝင်လိုက်သည့်အခါနေရန်တစ်ခုမှချိတ်ဆွဲထားသည့်အရာတစ်ခုကြောင့်ခြေလမ်းတွေတုံခတ်နဲ့ရက်သွားသည်ပြင်းမှလူတရက်ခန့်ရှိသောနဂါရက်ကြေးမှန်ကြီးဖြစ်သည်နဂါရက်ဆိုတဲ့စကားလုံးကဂမီယနဲ့အယူဆပိုင်းမှာအတိတ်ပဲနှမျိုးလောက်ထွက်ပါတယ်နဂါနဲ့ယတနာကိုပေါင်းစပ်ထားတာဖြစ်တဲ့အတွက်နဂါတို့ပိုင်ဆိုင်တဲ့ဒါမှမဟုတ်နဂါပြည်ကလာတဲ့အဖိုးတန်ယတနာလို့အတိတ်ပဲရပါတယ်ရှေးဟောင်းပုံမြင်တွေနဲ့ဂမီယလောကမှာတော့နဂါတွေဟာယတနာတွေကိုစောင့်ကြရသူတွေဖြစ်တယ်လို့သူတို့စီကရတဲ့ပစ္စည်းတွေဥပမာနဂါသွေးနဂါမျက်လုံးကြောက်ဟာအလွန်တခိုးကြီးတယ်လို့ယူဆကြပါတယ်အခုဇလန်းတွေကနဂါရဲ့ကြေးမှန်ဆိုတဲ့နေရာမှာတော့နဂါရုပ်တွေနဲ့ရစ်ပတ်စီရင်ထားတဲ့အစီရင်ဆိုတဲ့အတိတ်ပဲပါနဂါတွေရစ်ပတ်နေတာဒါမှမဟုတ်နဂါအစီရင်နဲ့ပိတ်လောင်ထားတာမျိုးကိုဆိုလိုပါတယ်အစီရင်လောကမှာနဂါရုပ်ကိုအချုပ်နှောင်နေနဲ့တုံးတက်ကြပါတယ်ဒါကြောင့်ဒီမှန်ကြီးဟာဝိညာဉ်တစ်ခုကိုနဂါရုပ်တွေနဲ့ရစ်ပတ်ချုပ်နှောင်ထားတဲ့ကျိန်စာတစ်မှန်ဖြစ်နေတာကိုပေါ်လွင်ပါတယ်ဒီမှန်ဟာရိုးရိုးမှန်မဟုတ်ပဲနဂါအစီရင်နဲ့ဝိညာဉ်ကိုချုပ်နှောင်ထားတဲ့ကြီးတဲ့သူရဲ့သွေးနဲ့အသက်ကိုဆုပ်ယူနိုင်တဲ့နဂါရစ်သို့မဟုတ်နဂါရက်အစီရင်ပါတဲ့မှန်လို့အတိတ်ပဲရပါတယ်မူဆိုးကြီးဥပကံကတော့ဒါကိုတန်ဖိုးရှိတဲ့ရှေးဟောင်းပစ္စည်းလို့ထင်ကောင်းထင်နိုင်ပေမဲ့တကယ်တမ်းမှာတော့အလွန်ကြောက်စရာကောင်းတဲ့အနှောင်ဖွဲ့ကြီးဖြစ်နေတာပေါ့ဥပကံသည်နန်းနန်းအိုကြီးမှယူဆောင်လာသောနဂါရက်မှန်ကြီးကိုသူ့အိမ်၏အခန်းထောင်တွင်အဝတ်နှက်ဖြင့်အုပ်ပြီးထားခဲ့သည်သို့သောထိုမှန်ရောက်လာပြီးကတည်းကဥပကံ၏အိမ်တွင်ထူးဆန်းသောအငွေ့သက်များဖုံးလွှမ်းနေတော်သည်ဥပကံကဒီနေ့မှငါ့ကိုကဘာလို့ဒီလောက်လေးလံနေရတာလဲခြေလက်တွေကလည်းကိုက်ခဲနေလိုက်တာတောထဲမှာအေးမိလာတာလားမသိဘူးညတကောင်ရဲ့အချိန်တွင်ဥပကံသည်အိပ်ပျော်နေရင်းမှရုတ်တရက်အသက်ရှူရချက်ကနိုးလာခဲ့သည်အခန်းထဲတွင်အလွန်အေးဆက်နေပြီးအပြင်ဘက်မှလေတိုးတန်ကမိမတစ်ယောက်ငိုရှိုက်နေတဲ့နှင့်တူနေသည်သူသည်ရေတောက်ရန်အခန်းဘက်သို့ထွက်လာခဲ့သည်အခန်းထဲသို့ရောက်သောအခါဥပကံ၏မျက်လုံးများပြူးကျဲသွားသည်သူတေးသေးချာချာဖုံးအုပ်ထားခဲ့သောနဂါရက်မှန်ပေါ်မှအဝတ်နက်မှကျမ်းပြင်ပေါ်သို့ရှော့ကျနေပြီးမှန်ကြီးမှလာပြင်းညာ၏လာရောက်အောက်တွင်တလက်လက်တောက်ပါနေသည်ဟင်းငါတေချာဖုံးထားတာပဲလေးတိုက်လို့ရှော့ကျတာလားဥပကံသည်အဝတ်ကိုပြန်ကောက်ရန်မှန်ရှိသို့တိုးသွားမိသည်ထိုစဉ်မှန်ထဲသို့သူ့မျက်လုံးများရောက်သွားသည့်အခါသူသွေးပြတ်မတက်ထိတ်လန့်သွားရသည်မှန်ထဲကပုံရိပ်သည်အပြင်ကဥပကံကဲ့သို့ပင်ပန်းနွမ်းနယ်နေခြင်းမရှိဘဲမျက်လုံးများမှာသွေးရောင်လွှမ်းကာအားအင်ပြည့်ရှိနေသည်ကို၍ကြောက်စရာကောင်းသည်မှာမှန်ထဲကဥပကံ၏ကိုပွားသည်အပြင်ကဥပကံကိုကြည့်ပြီးရေမောနေခြင်းဖြစ်သည်မှန်ထဲကကိုပွားကဘာခံမင်းရဲ့သွေးတွေကတိတ်ချိုတာပဲမင်းအားနေလေငါအပြင်ကိုထွက်ဖို့နီးစက်လေပဲဥပကံကမင်းဘသူလဲငါအိမ်ထဲကအခုထွက်သွားစမ်းဥပကံသည်နေရန်တွင်ချိတ်ထားသောသူ့၏နှလုံးပြူတနက်ကိုပြေးယူလိုက်သည်သို့သောမှန်ထဲကကိုဘွားကလက်တစ်ဖက်ကိုမှန်ပြင်းအပြင်ဘက်သို့ထိုးထွက်လာသည့်ကြေးမှန်ပြင်းကြီးသည်ရေပြင်ကဲ့သို့လှိုင်းထသွားပြီးဖြူဖြော့ကာရှည်လျားသောလက်ချောင်းကြီးများကဥပကံ၏လယ်ပင်ကိုလှမ်းညှိရန်ကြိုးစားသည်ဥပကံကအမလေးကဲကြပါဦးဥပကံသည်အနောက်သို့လဲကျသွားပြီးမှန်ထဲကလက်ကြီးကသူ့ကိုမမီလိုက်ပေထိုစဉ်အပြင်ဘက်မှရွာသားများ၏စူညံတံများကိုကြားလိုက်ရသည်ရွာသားတစ်ယောက်ကဥပကံရှိလားပြထပါဦးထူးဆန်းတာတွေဖြစ်ကုန်ပြီဥပကံသည်တုံတုံရင်ဖြင့်တကားကိုပြေးဖွင့်လိုက်သည့်အပြင်တွင်ရွာသားလေး9ယောက်သည်မိတုပ်များကိုကင်ကာရောက်နေကြသည်သူတို့၏မျက်နှာများမှာဖြူဖြော့နေကြသည်ရွာသားတစ်ယောက်ကဥပကံ
မယုံနိုင်စရာပဲဗျာရွာထဲကဥဖိုးထောင်ရဲ့နွားအုပ်ထဲမှာနွား3ကောင်တွေးဆုပ်ခံရပြီးတည်နေတဲ့ခန္ဓာကိုယ်မှာဘာတန်ရာမှမရှိဘူးဒါပေမဲ့တွေးတစ်ဆက်မှမကြံတော့ဘူးတရွာလုံးလဲခွေးတွေဥလိုက်တာဗျာတခုခုတော့မှားနေပြီဥပကံတီအနောက်သို့လှည့်ကြည့်လိုက်သည်အခန်းထဲကကြေးမှန်ကြီးမှာယခုအခါပြန်လဲတိတ်ဆိတ်သွားတော့လဲမှန်ပေါင်ကငကားယုံများဤပါဆက်ထဲတွင်တွေးစိမ့်ရှင်များဆူရွှဲနေသည်ကိုသူတယောက်တည်းသာမြင်လိုက်ရသည်ဥပကံကစိတ်ထဲမှရေရွတ်လိုက်သည်ဒါငါကြောင့်ပဲငါယူလာတဲ့မှန်ထဲကနတ်ဆိုးကရွာကိုဒုက္ခပေးနေပြီသူသည်ရွာသားများကိုဘာမှမပြောနိုင်သေးပဲမှန်ကိုအဝတ်နဲ့ဖြင့်အတင်းပြန်ဖုံးလိုက်သည်သူ့လက်ဖွားများမှာအေးဆက်နေသည်သူသိလိုက်ပြီဤချိန်စာသည်သူတယောက်တည်းနှင့်မပြီးနိုင်တော့မနှက်မိုးလင်းသည်နှင့်တောင်ပေါ်တောရကြောင်းကဥကံကောင်းစီသို့သွားမှဖြစ်တော်မူဥကံကောင်းကမူဆိုးကြီးဥပကံရဲ့တငယ်ချင်းဝိညာဉ်ရေးရာနဲ့ဂမီယာဘက်မှနှက်ဆက်တဲ့အကြားအမြင်စရာအောက်လန်းအထက်လန်းပညာရှင်တစ်ယောက်ပေါ့ဥကံကောင်းသည်တေမင်းတောင်ကုန်းပေါ်ကဇရက်ပြက်ကြီးမှာတကိုယ်တည်းတရားအားထုတ်ပြီးဂမီယာပညာတွေကိုလေ့လာနေတဲ့ဝိဖြူစင်ကြယ်တဲ့ပုဂ္ဂိုလ်ထူးတစ်ယောက်ဖြစ်ပါတယ်ဥပကံနဲ့အရင်နှီးဆုံးတငယ်ချင်းပေါ့ဥပကံသည်မိုးမလင်းခင်မှာပင်နဂရမန်ကိုအိတ်ကြီးတစ်လုံးနဲ့ထည့်ပြီးပိုးလောပိုက်ကတောင်ပေါ်သို့တက်လာခဲ့သည်သူရောက်လိုသည်ကတေမင်းတောင်ကုန်းပေါ်ရှိဇရက်ပြက်ကြီးစီသို့ဖြစ်သည်ထိုနေရာတွင်သူ၏တငယ်ချင်းဥကံကောင်းရှိနေသည်ဥပကံအမောတကောဖြစ်ကံကောင်းရီဟိတ်ကံကောင်းငါကိုကယ်ပါဦးဟာဇရက်ပြက်အတွင်းမှအဖြူရောင်ဝတ်စုံဝတ်ထားသောသပင်ဖြူဖြူမျက်လုံးကဆူရှာလာသောအသက်60ကျော်အရွယ်အမျိုးသားတစ်ယောက်ထွက်လာသည်သူကတော့ဂမီယာပညာရှင်ဥကံကောင်းပင်ဖြစ်သည်ဥကံကောင်းသည်ဥပကံကိုမြင်သည်နှင့်မျက်မှောင်ကျုပ်သွားသည်ဥကံကောင်းကဘာကံမင်းနောက်ကဘာတွေပါလာတာလဲမင်းပိုးလာတဲ့အိတ်ထဲကနေအလွန်အေးဆက်တဲ့အငွေ့သက်တွေထွက်နေတယ်မင်းပါအမားတွေလှုပ်လာပြန်ပြီလဲဥပကံသည်အိတ်ကိုမြေကြီးပေါ်သို့ချလိုက်ပြီးအဝတ်တွေကိုဖဲကကြေးမှန်ကြီးကိုပြလိုက်သည်ဥကံကောင်းသည်မှန်ကိုမြင်သည်နှင့်နောက်သို့ခြေနှလန်းခန့်ဆုပ်သွားသည်ဥကံကောင်းကဟင်းဒါငကားရဲ့ကျိန်စာမှန်ပဲပကံမင်းဒါကိုဘယ်ကနေရလာတာလဲဒါဟာတာမန်မှန်မဟုတ်ဘူးဒီမှန်ထဲမှာပိတ်မိနေတာကလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကတွေးဆုပ်မော်အတက်နဲ့အသက်ရှည်အောင်လုပ်ခဲ့တဲ့စုံမဟောင်းရဲ့ဝိညာဉ်ပဲဥပကံကငါတောထဲကနန်းအိုတစ်ခုမှာတွေ့လို့ယူလာမိတာပါအခုရွာထဲမှာလဲနွားတွေတွေးဆုပ်ခံရပြီးတေကုန်ပြီးငါကိုယ်ထဲကအားအင်တွေကိုလည်းသူဆုပ်ယူနေတယ်လို့ပဲကံကောင်းရာဥကံကောင်းသည်မှန်ပေါင်ကငကားယုံများကိုတေချာကြည့်ရင်တက်ပြင်းချလိုက်သည်ဥကံကောင်းကဒီမှန်ကသူ့ကိုကြည့်တဲ့သူရဲ့အသွေးသားကိုစုပ်ပြီးမှန်ထဲကဝိညာဉ်ကအပြင်ကိုထွက်လာမှအခုဆိုရင်မင်းရဲ့ကိုယ်ပွားကမှန်ထဲမှာအတော်လေးအားကောင်းနေပြီးလာပညာရောက်တာနဲ့သူကမင်းရဲ့ခန္ဓာကိုယ်ကိုအပြီးပိုင်လူယူပြီးမင်းကိုမှန်ထဲမှာတစ်တလုံးပိတ်လောင်ထားတော့မှာဥပကံကဒါဆိုဘယ်လိုလုပ်ရမလဲကံကောင်းမင်းမှာနီးလန်းရှိမှာပါငါ့ကိုကူညီပါဦးဥကံကောင်းကနီးလန်းကတခုပဲရှိတယ်ဒီညလာပညာမှာဒီမှန်ကိုသူ့တန်ဟောင်းရဲ့အလဲမှာထားပြီးကျင်းစာကိုခြေဖြတ်ရမယ်ဒါပေမဲ့တတိထားပါကံလာပညာမှာသူကအစွမ်းအထက်ဆုံးပဲမင်းရဲ့စိတ်သက်ကိုသူအမျိုးမျိုးဖျားယောင်းလိုက်မယ်မင်းသာစိတ်သက်ကြသွားရင်ငါတို့နှစ်ယောက်လုံးသူ့တန်ထဲကပြန်ထွက်လာနိုင်မှာမဟုတ်ဘူးဥပကံသည်တုံ့လောက်သွားတော့လဲသူ၏နှလုံးပြူးတနက်ကိုတင်းတင်းဆုပ်ကင်လိုက်သည်ဥပကံကငါအစင်တင်ပဲကံကောင်းမင်းခိုင်းတဲ့အတိုင်းငါလုပ်မယ်ဒီနက်ဆိုးကိုငါတို့အတူတူနှိမ်နှင်းကြတာပေါ့နေဝင်ရိုးရီအချိန်ရောက်တော့ဥကံကောင်းနှင့်ဥပကံတို့သည်သူ့တန်ဟောင်းရှိရာနဂါဘက်ကုန်းတို့ရောက်ရှိလာကြသည်ဥကံကောင်းသည်သူ့တန်၏အလဲတွင်အမွှေးတိုင်များထွန်းအစီရင်များချကပြင်ဆင်နေသည်ဥကံကောင်းကဘာကံအချိန်နီးပြီးမင်းမှန်ရှိမှမလုံမရှက်ထိုင်နေပါငါဂါထာရွတ်နေတဲ့အချိန်မှာဘာပဲမြင်ဘသူပဲလာခေါ်မျက်လုံးမဖွင့်တဲ့နေရာကမထနဲ့မင်းထားလိုက်တာနဲ့ဒီနဂါရဲ့ကျိန်စာကငါ့ကိုပါရိုက်ခတ်လိမ့်မယ်ဥပကံကစိတ်ချပါကံကောင်းရာငါစိတ်ကိုငါထိန်းထားပါမယ်ဥပကံသည်မျက်လုံးမိတ်ကငြိမ်သက်စွာထိုင်နေသည်ဥကံကောင်း၏ဂါထာရွတ်တန်ခတ်တိုးတိုးသည်တောအုပ်တစ်ခုလုံးပဲတင်ထက်နေသည်ရုတ်တရက်ပတ်ဝန်းကျင်တစ်ခုလုံးအေးဆက်သွားပြီးမြူနှင်းတွေထူထပ်လာသည်ဝိညာဉ်အတန်ဖျားယောင်းတန်ဘာကံကိုဘာကံမျက်လုံးဖွင့်ပါဦးကျမငွေနှင်းလေကိုဘာကံကျမကိုထားခဲ့တော့မလို့လားဥပကံတကိုယ်လုံးတုန်တက်သွားသည်ထိုအတန်သည်လွန်ခဲ့သောနှစ်ပေါင်းများစွာကဆုံးပါသွားခဲ့သည့်သူ၏ဇနီးတဲ့အတန်ဖြစ်သည်မျက်လုံးဖွင့်ကြည့်ခြင်းစိတ်ကိုအတင်းအကျပ်အောက်အေးထားရသည်ဥပကံစိတ်ထဲမှဒါငါမိမအတန်ပဲမဟုတ်ဘူးဒါမှန်တဲ့ကနတ်ဆိုးလှည့်စားနေတာငါမျက်လုံးမဖွင့်ရဘူးဝိညာဉ်အတန်ကကိုဘာကံကျမဒီမှန်ထဲမှာကျမပိတ်မိနေတာကိုဘာကံမျက်လုံးဖွင့်ပြီးကျမလက်ကိုလာဆွဲပါဦးထိုစဉ်ဥပကံဤပခုံးပေါ်သို့အေးဆက်ဆက်လက်ချောင်းကြီးများကလာရောက်ထိတွေ့လိုက်သည်အေးဆက်မှုမှာအယိုးထဲထိစိတ်ဝင်သွားသည်ဥပကံသည်ကြောက်စိတ်ကိုအနိုင်ယူပြီးဥကံကောင်းတင်ပေးထားသည့်စိတ်တည်ငြိမ်မှုဂါထာကိုရွတ်နေမိသည်ရုတ်တရက်ဥကံကောင်းဤဂါထာရွတ်တန်ရက်သွားသည်ဥကံကောင်းထိတ်လန့်သောအတန်ဖြင့်ဘာကံပြေတော့ငါအစီရင်ပြတ်သွားပြီးနတ်ဆိုးကငါထက်အစွမ်းထက်နေတယ်ပြေတော့ပကံဥပကံသည်လမ်းဖြတ်ပြီးမျက်လုံးဖွင့်ကြည့်လိုက်သည်သို့တော့သူမြင်လိုက်ရသည်ကဥကံကောင်းမဟုတ်သူရှိတွင်ရက်နေသည်မှာမျက်နှာတစ်ခုလုံးပုတ်ပွားနေပြီးဝတ်စုံဖြူဝတ်ထားသည့်မိမကြီးတူသူမ၏လက်ထဲတွင်ဥကံကောင်း၏အဖြူရောင်ပစိုးစာကိုကင်ထားသည်ဥပကံကကံကောင်းမင်းပဲမှလဲကံကောင်း
သူ့ဘေးပတ်ပတ်လည်တွင်ဥကန်ကောင်းမရှိတော့သူ့တန်တစ်ခုလုံးမြူတွေဖုံးနေပြီးမှန်ကြီးမှာတော့မြေကြီးပေါ်တွင်လဲလျောင်းလျက်ရှိနေသည်မှန်ထဲမှသွေးရောင်လွှမ်းသောလက်ချောင်းများကတဖြည်းဖြည်းတိုးထွက်လာနေသည်ဥပကံကငါ့ကိုလှည့်စားလိုက်တာပဲငါမျက်လုံးဖွင့်လိုက်မိပြီဥပကံသည်သူ့၏နှလုံးပြူတနက်ကိုကောက်ကင်လိုက်တော့လေတနက်ကအလွန်လေးလံနေပြီးမချီနိုင်တော့ထိုစဉ်သူ့တန်၏အမောင်ထုထဲမှဥကန်ကောင်း၏အစစ်မှန်အော်တန်ကိုကြားလိုက်ရသည်ဥကန်ကောင်းအဝေးမှအော်တန်ဘာကံမယုံနဲ့မင်းမြင်နေရတာအားလုံးကအမားတွေမျက်လုံးပြန်မိတ်အစီရင်ထဲကိုပြန်ဝင်အာဥပကံသည်ဘသူကိုယုံရမှန်းမသိပဲအမောင်ထုထဲတွင်တကိုကြီးကြံရိတ်ခဲ့သည်နတ်ဆိုးမကသူ့စီသို့တဖြည်းဖြည်းတိုးကပ်လာနေပြီဥပကံမျက်လုံးပြန်ဖွင့်လိုက်ချိန်မှာတော့သူရောက်နေတာသူ့တန်ဟောင်းမဟုတ်တော့ပါဘူးကောင်းကင်တစ်ခုလုံးကသွေးရောင်လွှမ်းနေပြီးတစ်ပင်တွေကအယိုးချောက်တွေလိုအပေါ်ကိုထောင်နေကြတယ်မြေကြီးကလည်းပြပူတွေလိုမိခိုးရောင်တန်းနေပါတယ်ဥပကံကထိတ်လန့်တကြားဖြစ်ဒါဘယ်နေရာကြီးလဲငါမှန်တဲ့ကိုရောက်သွားတာလားသူရှိမှမြင်နေရတာကရွာနဲ့စင်တူပေမဲ့ပျက်စီးယိုယွင်းနေတဲ့မြို့ပြက်ကြီးတစ်ခုပါအဲ့ဒီမှာလမ်းလျှောက်နေတဲ့သူတွေကလည်းမျက်နှာမပါတဲ့ဝိညာဉ်တွေခြေလက်မစုံတဲ့တရေတပက်တွေဖြစ်နေပါတယ်သူတို့အားလုံးကဥပကံကိုမြင်တာနဲ့တဖြည်းဖြည်းဝိုင်းလာကြပါတယ်ဥပကံကထွက်သွားကြစမ်းငါနားကိုမလာနဲ့ဥပကံကသူ့ရဲ့နှလုံးပြူတနက်ကိုကောက်ကင်ပြီးပြစ်ဖို့ပြင်လိုက်ပေမဲ့တနက်ထဲကထွက်လာတာကကြီးစံမဟုတ်ပဲအနက်ရောင်မီးခိုးတွေသာဖြစ်နေပါတယ်ဝိညာဉ်လောကမှာလူသားတွေရဲ့လက်နက်ကအစွမ်းမပြနိုင်ပါဘူးထိုစဉ်အမှောင်ထဲကနေလက်တစ်ဖက်ကဥပကံကိုအတင်းဆွဲခေါ်သွားပါတယ်ဥကန်ကောင်းကဘာကံငါနောက်ကိုမြ мян လိုက်ခဲ့ဒီကောင်တွေမင်းရဲ့အသက်တက်ကိုတီးသွားပြီဥပကံကြည့်လိုက်တော့ဥကန်ကောင်းမှာဒါပေမဲ့ဥကန်ကောင်းကအရင်လိုမဟုတ်ပဲတကိုယ်လုံးမှိန်ဖြော့ဖြော့ဖြစ်နေပါတယ်ဥပကံကကန်ကောင်းမင်းလဲဒီတဲကိုရောက်နေတာလားငါတို့ဘလို့ပြန်ထွက်ရမလဲဥကန်ကောင်းကငါရဲ့ဝိညာဉ်ကမင်းကိုကာကွယ်ပေးရင်းနဲ့မှန်တဲကိုဆွဲသွင်းခံလိုက်ရတာအခုဒီဝိညာဉ်လောကရဲ့အလယ်မှာငကားရဲ့နန်းတော်ရှိတယ်အဲ့ဒီမှာစုံမဟောင်းကမင်းရဲ့ခန္ဓာကိုယ်ထဲကိုဝင်ဖို့အစီရင်လုပ်နေပြီးအဲ့ဒီအစီရင်မပြီးခင်မှန်ရဲ့အသက်ဝိညာဉ်ဖြစ်တဲ့ငကားမျက်လုံးကြောက်ခါကိုငါတို့သွားဖြတ်စီရမယ်သူတို့နှစ်ယောက်ဟာဝိညာဉ်တွေကြားထဲကနေတိုးဝေပြီးငကားရဲ့နန်းတော်စီကိုခက်ခက်ခဲခဲသွားကြရပါတယ်လမ်းမှာဥပကံဟာသူ့ရဲ့အတိတ်ကအမားတွေနောင်တရစရာပုံရိပ်တွေကိုလည်းဝိညာဉ်လောကရဲ့လှည့်စားမှုအနေနဲ့မြင်တွေ့ရပါတယ်ဥပကံကဒါတွေကအတုတွေပဲလို့အော်ဟေရင်စိတ်သက်ကိုတင်းထားရပါတယ်နန်းတော်ထဲကိုရောက်တဲ့အခါမှာတော့မြင်ကွင်းကပိုကြောက်စရာကောင်းသွားပါတယ်။မှန်တဲ့ကဥပကံရဲ့ကိုပွားကပလင်ပေါ်မှာထိုင်နေပြီးသူ့ဘေးမှာစုံမဟောင်းကကျင်းစာတွေရွတ်ဖက်နေပါတယ်။ဥပကံရဲ့ခန္ဓာကိုယ်အစ်စ်ကတော့နန်းတော်အလယ်မှာသတိမေ့မျောပြီးလဲလျောင်းနေတာကိုတွေ့လိုက်ရပါတယ်။ဥကံကောင်းကဘာကံအချိန်မရှိတော့ဘူးဟိုမှာငကားရုပ်ရဲ့ပါဇက်ထဲကအနီရောင်ကြောက်တုံးကိုမြင်လားအဲ့ဒါကိုရအောင်ယူပြီးခွဲပစ်လိုက်မှငါတို့လွတ်မှာဥပကံတယောက်သူ့ရဲ့ခန္ဓာကိုယ်ကိုပြန်ရဖို့နဲ့ဝိညာဉ်လောကကနေလွတ်မြောက်ဖို့အတွက်နောက်ဆုံးအာမခံကိုစူးစီးပြီးငကားရုပ်စီကိုပြေးဝင်သွားပါတော့တယ်နဂါရနန်းတော်၏အလဲတွင်ဥပကံနှင့်ဥကံကောင်းတို့သည်စုံမဟောင်း၏ဝိညာဉ်စစ်တီတော်များဝိုင်းထားခြင်းကိုခံနေရသည့်ပလင်ပေါ်ကကိုပွားဥပကံကတော့သွေးအေးစွာရေမောနေစေဥပကံကကံကောင်းမင်းဟိုဆုံးမကိုတားထားပေးပါငါနဂါမျက်လုံးကြောက်စီကိုရအောင်သွားမယ်ဥကံကောင်းကမြန်မြန်လှုပ်ပကံငါရဲ့အကာအကွယ်ကာထာကကြကြမခံဘူးဥကံကောင်းကလက်ထဲကပတိကိုမြှောက်လိုက်ပြီးဂါထာကိုအကျယ်ကြီးရွတ်ဆိုလိုက်ပြီးထိုအခါသူတို့ပတ်ပတ်လည်မှာရွှေရောင်လင်းတန်းတစ်ခုပေါ်လာပြီးချင်းကပ်လာတဲ့ဝိညာဉ်တွေကိုတွန်းထုတ်လိုက်ပြီးထိုအခွင့်အရေးကိုတုံးပြီးဥပကံသည်နန်းတော်မိုးပေါ်ကနေတွဲလောင်းကျနေတဲ့ကြောက်တကားရုပ်ကြီးစီကိုပြေးတက်သွားသည်ကိုပွားဥပကံကမင်းမအောင်မြင်စေရဘူးပကံမင်းရဲ့အသက်ကငါလက်ထဲမှာပဲမှန်တဲ့ကကိုပွားကလက်ကိုဝေးရန်လိုက်တဲ့အခါမြေကြီးထဲကနေအယိုးစုလက်တွေထွက်လာပြီးဥပကံရဲ့ခြေထောက်တွေကိုအတင်းလှမ်းဆွဲကြပါတယ်ဥပကံတွားကြည့်ရင်မင်းတို့ငါ့ကိုတားလို့မရဘူးဟဲ့ဥပကံသည်သူ့ရဲ့တနတ်တင်တဲ့အယိုးစုလက်တွေကိုရိုက်ချပြီးနဂါးရုပ်စီကိုခက်ခက်ခဲခဲတက်သွားရသည်နဂါးရုပ်ရဲ့ပါးစပ်ထဲမှာတော့သွေးရောင်တောက်နေတဲ့နဂါးမျက်လုံးကြောက်ကတုန်ခါနေပြီးအမဲရောင်အငွေ့သက်တွေထုတ်လွှတ်နေပါတယ်ထိုစဉ်စုံမဟောင်းကလေထဲကိုပြန်တက်လာပြီးဥပကံစီကိုအနက်ရောင်ကျင်းစာတန်းတွေနဲ့ပြစ်ခတ်ပါတော့တယ်ဥကံကောင်းကပါကံသတိထားဥကံကောင်းကသူ့ရဲ့တောင်ဝေးနဲ့ကျင်းစာတန်းတွေကိုလှမ်းပိတ်လိုက်ရလို့အားအင်တွေကုန်ခန်းပြီးဒူးထောက်ကျသွားပါတယ်ဥပကံသည်နောက်ဆုံးအာမန်နဲ့နဂါးပါးစပ်ထဲကိုလက်နိုင်ပြီးကြောက်တုံးကိုအတင်းဆွဲဖြုတ်လိုက်သည်ကြောက်တုံးကိုဖြုတ်လိုက်တာနဲ့တပြိုင်နက်ဝိညာဉ်လောကတစ်ခုလုံးတုန်ခါသွားပါတယ်စုံမဟောင်းရဲ့အော်တန်ကတောအုပ်တစ်ခုလုံးဟိမ့်ထွက်သွားပြီးနန်းတော်ကြီးကပြိုကျလာပါတယ်စုံမဟောင်းမင်းငါရဲ့နှစ်ပေါင်းရချီတဲ့အစီရင်ကိုဖျက်ဆီးလိုက်တာလားဥပကံကဒီကြောက်တုံးကမင်းရဲ့အသက်ဆိုရင်အခုပဲအဆုံးသတ်လိုက်တော့ဥပကံသည်ကြောက်တုံးကိုနန်းတော်ရဲ့ကြောက်ချမ်းပြင်ပေါ်ကိုအားကုန်သုံးပြီးရိုက်ခွဲလိုက်ပါတယ်အလင်းနှန်းတွေကဝိညာဉ်လောကရဲ့အမှောင်ထုကိုထိုးခွဲလိုက်ပြီးဥပကံနဲ့ဥကံကောင်းတို့ရဲ့ဝိညာဉ်တွေဟာအလင်းထဲကိုလွင့်ပါသွားပါတော့တယ်ဥပကံမျက်လုံးတွေကိုအာယူပြီးဖွင့်လိုက်တဲ့အခါပထမဆုံးမြင်လိုက်ရတာကကောင်းကင်ကလာပြည့်ဝင်းကြီးပါသူ့တန်ဟောင်းထဲကိုပြန်ရောက်နေပါပြီဒါပေမဲ့သူ့ခန္ဓာကိုယ်ကလှုပ်လို့မရအောင်လေးလံနေပြီးတကိုယ်လုံးလဲရေဆူထားသလိုအေးဆက်နေပါတယ်
ဥပကံကအတန်တုံဖြစ်ကံကောင်းမင်းရှိလားငါတို့ပြန်ရောက်ပြီလားဘေးနားကိုကြည့်လိုက်တော့ဥကံကောင်းကမြေကြီးပေါ်မှာမှောက်လျက်လဲနေပါတယ်ဥပကံအာယူပြီးဥကံကောင်းသားကိုတိုးသွားတဲ့အခါမှာတော့သူ့ရင်ထဲထိတ်ခနဲဖြစ်သွားပါတယ်ဥကံကောင်းရဲ့မျက်နှာကဖြူဖြောနေပြီးထူးဆန်းတဲ့အနက်ရောင်အကြောတွေကလဲပင်ထိတက်နေတာကိုတွေ့လိုက်ရတယ်ဥပကံကကံကောင်းသတိထားဦးလေဟေ့ကောင်ငါ့ကိုထားမသွားနဲ့အောင်ဥကံကောင်းကမျက်လုံးကိုခက်ခဲစွာဖွင့်ကြည့်ပြီးပြုံးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအပြုံးကအားမရှိသလိုပါပဲဥကံကောင်းကဘာခံငါတို့ကြောက်တုံးကိုတော့ဖျက်ဆီးနိုင်ခဲ့ပြီဒါပဲမဲ့ဆုံးမဟောင်းကသူကအရှုံးမပေးဘူးငါဝိညာဉ်ကိုသူနဲ့အတူမှန်ကွဲတွေကြားထဲဆွဲခေါ်သွားဖို့ကြိုးစားနေတာဥပကံကြည့်လိုက်တော့သူတို့ရှေ့ကငကားလက်မှန်ကြီးကအပိုင်းပိုင်းကွဲနေပါပြီဒါပေမဲ့ထူးဆန်းတာကမှန်ကွဲစတွေကမြေကြီးပေါ်မှာငြိမ်မနေပဲတစ်ခုနဲ့တစ်ခုပြန်ကပ်ဖို့ကြိုးစားနေတယ်လို့တုံခါနေပါတယ်မှန်ကွဲစတွေထဲမှာဥပကံရဲ့ပုံရိပ်တွေမဟုတ်ပဲဆုံးမဟောင်းရဲ့မျက်နှာပြက်ကြီးကတစ်ချက်ပေါ်လာတတ်ပါတယ်ဥပကံကငါဘာလုပ်ပေးရမလဲကံကောင်းပြောစမ်းပါငါတငယ်ချင်းကိုငါအသေးမခံနိုင်ဘူးဥကံကောင်းကမှန်ကွဲစတွေကိုတစမကြံသိမ်းရမယ်ပြီးတော့မင်းရဲ့နှလုံးပြူးထဲမှာကြံတဲ့ခါထားစီရင်ထားတဲ့ကြည်စံနဲ့ဒီမှန်ကွဲစတွေကိုပြည့်ရမယ်ဒါမှဝိညာဉ်ကအပြီးအပိုင်ပြတ်တောက်သွားမှာဒါပေမဲ့တတိထားပကံမှန်ကွဲစကိုမင်းလက်နဲ့တိုက်ရိုက်မကင်နဲ့ကင်လိုက်တာနဲ့မင်းရဲ့အသက်တက်ကိုသူကထပ်ဆုပ်အောင်မှာဥပကံဟာပတ်ဝန်းကျင်ကမှန်ကွဲစတွေကိုသူ့ရဲ့မူဆိုးသုံးထားဦးနဲ့ကော်ပြီးတနေရာထဲဆူလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတောထဲကနေဝမ်ပလွေတွေဟောင်တန်လိုမိမတယောက်ရဲတန်လိုအတန်တွေကပိုနီးလာပါတယ်မှန်တဲ့ကဝိညာဉ်ကသူ့ချွေရံတွေကိုလွှတ်ပြီးတားဆီးနေတာပါဥပကံကလာဆန်းဟိဘဲကောင်လာဥပကံကတော့အသေးခံပြီးတိုက်မှာပဲဥပကံဟာမှန်ကွဲပုံကြီးကိုတနက်နဲ့ချိန်လိုက်ပါတယ်ဒါပေမဲ့နောက်ဆုံးမှန်ကွဲတစားကဥပကံရဲ့ခြေထောက်နားမှာရှိနေပြီးအဲ့ဒီမှန်စာထဲမှာဥပကံရဲ့ဇနီးသည်ငွေနှင်းရဲ့ပုံရိပ်ကငိုယိုပြီးပေါ်လာပါတယ်မှန်တဲ့ကငွေနှင်းကကိုပကံမဖြစ်ပါနဲ့ကျမကိုတတ်တော့မလို့လားဟင်ဥပကံရဲ့လက်တွေတုံလာပါတယ်ဒါဟာနောက်ဆုံးထောင်ချောက်ဆိုတာသိပေမဲ့သူ့ရဲ့တန်ရောစင်ကတားဆီးနေပါတယ်ဥကံကောင်းအတန်ကွယ်လူနီးပါဖြစ်ဘာကံမယုံနဲ့ပြစ်လိုက်တော့အခုပြစ်မရမှာဆုံးမဟောင်းရဲ့အနက်ရောင်ဝိညာဉ်လက်တွေကဥကံကောင်းရဲ့ရင်ဘတ်ထဲကိုထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားနေပါပြီဥပကံတယောက်ဆုံးဖြတ်ချက်ကိုပြက်သားချရမယ့်အချိန်ကိုရောက်လာပါပြီဥပကံဤလက်ထဲကနှလုံးပြူတင်တဲ့သည်ရခင်ကထက်ဆယ်ဆမကလေးလံနေတယ်လို့ခံစားရသည်သူ့ချီရင်ကမှန်ကွဲစားထဲမှာမြင်နေရတဲ့ငွေနှင်းရဲ့မျက်နှာလေးကအလွန်တနာစရာကောင်းနေသည်မှန်တဲ့ကငွေနှင်းကကိုပကံကျမကိုတကယ်ပဲရဲဆက်တတ်တော့မှလားဟင်ကိုပကံပြောတော့ကျမကိုအမြဲကာကွယ်ပေးမယ်ဆိုအခုတော့ကျမကိုမိရှို့တတ်ဖို့လုပ်နေတာလားဥပကံအတန်တုံဖြစ်ငွေနှင်းမဟုတ်ဘူးမင်းကငါမိမမဟုတ်ဘူးမင်းကနတ်ဆိုမင်းကငါ့ကိုလှည့်စားနေတာဥကံကောင်းအသက်ငင်နေသည့်အတန်ဖြစ်ပါဘကံအချိန်မရှိတော့ဘူးချိန်စာကငါနှလုံးသားထဲရောက်တော့မယ်ဖြစ်လိုက်တော့ဥကံကောင်းဤလေပင်ကအနက်ရောင်ကြောများသည်ယခုအခါမျက်နှာအထိတက်လာပြီးမျက်လုံးအိမ်များပင်မှောင်တိကျလာသည်ဥပကံသည်သွားကိုတင်းကျိတ်မျက်လုံးကိုစုံမိတ်လိုက်ပြီးသူ့လက်ညှိုးကိုခလုတ်ပေါ်တင်လိုက်သည်ဥပကံကငွေနှင်းမင်းကိုငါတကယ်ချစ်ခဲ့ပါတယ်ဒါပေမဲ့ဒါကမင်းမဟုတ်ဘူးဒိန်းဂါထာစီရင်ထားသောကြည်စံများသည်မှန်ကွဲပုံကြီးကိုတဲ့မှန်သွားသည်မှန်ကွဲဆာများကြားမှမီးရှံများဝန်းကနေထထောက်လာပြီးအစိမ်းရောင်မီးခိုးများလွတ်တက်လာသည်ထိုအခါမှန်ထဲမှငိုရှိုက်နေသောငွေနှင်း၏အတန်သည်ကြောက်မက်ဖွယ်ကောင်းသောမိမကြီးတဦး၏အော်ဟစ်တန်အဖြစ်ပြောင်းလဲသွားသည်ဆုံးမဟောင်း၏ဝိညာဉ်အောင်မလေးပူလာကြီးရဲ့ဘကံမင်းငါကိုဖျက်ဆီးလို့ရမယ်ထင်နေလားမင်းနဲ့အတူငါပါတခါတည်းသိမယ်မှန်ကွဲပုံထဲမှထွက်လာသောအနက်ရောင်မီးကိုလုံးကြီးသည်ဥပကံစီသို့တဟုန်ထိုးပြေးဝင်လာသည်ဥပကံသည်တနက်ပြန်မောင်းတင်ဖို့အချိန်မရတော့ထိုးစင်းလဲနေရမှအာယူထလာသောဥကံကောင်းကသူ့တောင်ဝေးကိုဥပကံရှိမှကန့်လန့်ဖြတ်ပိတ်ချလိုက်သည်ဥကံကောင်းကနတ်ဆိုးမင်းအချိန်ကုန်ပြီတေမင်းတကားဝကိုပြန်သွားတော့ဥကံကောင်းဤတောင်ဝေးထိပ်မှရွှေရောင်လင်းတန်းတစ်ခုပွင့်ထွက်သွားပြီးအနက်ရောင်မီးကိုလုံးကြီးကိုရိုက်ခွဲလိုက်သည်မီးကိုလုံးကြီးသည်အပိုင်းပိုင်းကွဲအပ်သွားပြီးသူ့တန်ဟောင်းဤအမောင်ထုထဲတွင်ပျောက်ကွယ်သွားပါတော့သည်ပတ်ဝန်းကျင်တစ်ခုလုံးပြန်လည်တိတ်ဆိတ်သွားသည်လေးလဲငြိမ်သွားသည်မြေကြီးပေါ်မှာတော့အရေးပျော်နေတဲ့ကြေးမှန်အကျွင်းကြံတွေသာကျန်ပါတော့သည်ဥပကံမြေကြီးပေါ်ဒူးထောက်ကျသွားရင်ပြီးပြီလားကံကောင်းအားလုံးပြီးသွားပြီလားဥကံကောင်းသည်အသက်ကိုပြင်းပြင်းရှူရင်းဥပကံဘေးမှဝင်ထိုင်လိုက်သည်သူ့မျက်နှာကအနက်ရောင်ကြောတွေပျောက်သွားပေမဲ့အားရင်ကုန်ခန်းနေပုံရသည်ဥကံကောင်းကပြီးပါပြီဘကံရတာပေမဲ့ဒီချိန်စာကအကျွင်းကြံတစ်ခုတော့ထားခဲ့လိုက်မယ်မင်းရဲ့လက်ဖွားကိုကြည့်လိုက်ဦးဥပကံသည်သူ့လက်ဖွားကိုဖြန့်ကြည့်လိုက်သည့်အခါမှန်ပေါင်မှာပါတဲ့ငကားရုပ်အမှတ်သားကသူ့အရေးပြားပေါ်မှာတက်တူးထိုးထားသလိုထင်ကျန်နေတာကိုတွေ့လိုက်ရသည်ဥပကံကဒါ
ဒါကဘာလဲကန်ကောင်းငါလက်မှာဘာလို့ဒီအမတ်အသားကြီးပါနေရတာလဲဦးကန်ကောင်းစိုးရိမ်တော့မျက်နှာဖြစ်ဒါဟာငကားရဲ့ကျိန်စာရဲ့အစပဲရှိသေးတယ်ပကံမင်းဟာဝိညာဉ်လောကတွေကိုကိုယ်တိုင်ဝင်ခဲ့တဲ့သူဆိုတော့အခုမင်းဟာလူလောကနဲ့ဝိညာဉ်လောကကြားကတကားပေါက်တစ်ခုဖြစ်သွားပြီးနောက်မှာမင်းမမြင်ချင်တဲ့အရာတွေကိုမြင်လာရလိမ့်မယ်ဥပကံသည်သူ့လက်ကအမတ်သားကိုကြည်ရင်ကြောချမ်းသွားသည်သူတို့ကျိန်စာမှန်ကိုဖျက်ဆီးနိုင်ခဲ့တော်လဲဥပကံဤဘဝကတော့အရင်လိုဘယ်တော့မှပြန်မဖြစ်နိုင်တော့ပေနေအောင်ကြည်နုနုကသူ့တန်ဟောင်းကြီးပေါ်သို့ဖြာကျလာသောအခါအရာအလုံးသည်ပုံမှန်ပြန်ဖြစ်သွားသလိုပင်မြေကြီးပေါ်တွင်တော့မဲနှက်ပြီးအရေးပျော်နေသည့်ကြေးမှန်အကျွင်းကြံများနှင့်တနက်ကြီးကိုနှစ်ခုသာကျန်ရစ်သည်ဥပကံသည်ဥကံကောင်းကိုတွဲပြီးတောင်ပေါ်စရက်ပြက်စီသို့ပြန်လာခဲ့သည်နှစ်ယောက်လုံးဒဏ်ရာကိုစီပင်ပန်းနှွမ်းနယ်မှုကိုစီဖြစ်ဥပကံကကံကောင်းအခုဆိုရင်ရွာသားတွေလည်းဘေးကင်းသွားပြီပေါ့နော်ဒီချိန်စာမှန်ကြီးလည်းတစစီဖြစ်သွားပြီဆိုတော့ဥကံကောင်းကဥပကံဤလက်ဖွားကငကားရုပ်အမတ်သားကိုစိုက်ကြည့်ရင်တက်ပြင်းအရှိကြီးတစ်ချက်ချလိုက်သည်ဥကံကောင်းကရွာသားတွေအတွက်တော့ဘေးကင်းသွားပါပြီဗကံရတာပေမဲ့မင်းအတွက်ကတော့ခီးလန်းကခုမှစတာမင်းလက်ကငကားရုပ်ကမှန်တဲ့ကဝိညာဉ်လောကရဲ့တော့ချက်ပဲမင်းဟာအခုကစပြီးတာမန်လူတွေမမြင်ရတဲ့အမှောင်လောကသားတွေရဲ့ပြစ်မှတ်ဖြစ်လာတော့မယ်ဥပကံသည်သူ့လက်ဖွားကိုစုပ်လိုက်သည်ထူးဆန်းသည်မှာထိုအမတ်သားသည်အသားထဲမှနေ၍ပူနွေးနွေးဖြစ်နေခြင်းပင်ဥပကံကငါမကြောက်ပါဘူးကံကောင်းကမှဒီနှလုံးပြူရှိတရွေ့ပြီးတော့မင်းလိုတငယ်ချင်းမျိုးဟုတ်ကဲ့ပါအခုနားဆင်ခဲ့ရတာကတော့ Cosland ကတင်ဆက်ပေးခဲ့တဲ့မူဆိုးညာနဲ့တူတန်တဆပြင်ကတွေးဆုံမှန်မှန်ဆိုတဲ့ဇလံပဲဖြစ်ပါတယ်မူဆိုးကြီးဥပကံရဲ့လက်ဖွားမှာထင်ကြံရိပ်ခဲ့တဲ့အဲ့ဒီငကားရုပ်မှတ်သားဟာကျိန်စာတစ်ခုရဲ့အဆုံးသက်လားဒါမှမဟုတ်ပုံမိုကြောက်စရာကောင်းတဲ့ဂမီယာခီးစဉ်တစ်ခုရဲ့အစပြုခြင်းလားဆိုတာကတော့အချိန်ကပဲတက်တည်ပြသွားပါလိမ့်မယ်ဒီဇလန်းလေးကိုနှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုကို like လုပ်ပေးဖို့မမေ့ပါနဲ့ဦးပရိသတ်ကြီးအနေနဲ့ကောဥပကံရဲ့အလှည့်အပြောင်းနဲ့ပတ်သက်ပြီးဘလို့ထင်မြင်မိပါသလဲကိုယ့်ရဲ့ထင်မြင်ချက်တွေကိုလည်းဗီဒီယိုအောက်က comment မှာရေးသားဆွေးနွေးသွားလို့ရပါတယ်နောက်ထပ်လည်းဥပကံနဲ့ဥကံကောင်းတို့ရဲ့စမ်းကြယ်လာတဲ့ဖြစ်ရပ်တွေကိုလက်မလို့ရအောင် subscribe လုပ်ပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါဦးခင်ဗျာဒီနေ့အတွက်တော့ Cosland ကနေဒီမှာနေနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲဘေးအန္တရာယ်ကင်းဝေးပြီးအေးချမ်းတဲ့ညလေးဖြစ်ပါစေဗျာ